ဇလန်းအစမှာစစ်အခြေစိုက်စခန်းတစ်ခုကရင်ခွဲယုံကိုတွေ့ရမယ်။သိပ္ပံပညာရှင်တစ်ယောက်ကသူ့တပည့်ကိုဓာတုဗေဒဆေးရည်ပလင်း200မြစ်ထဲတွန်ဖစ်ထိုခိုင်းတယ်။အဲ့ဒီဆေးတွေကအန်ဒီရဲ့ရှိပြီးရင်းနေတဲ့ဝါတွေကိုဒုက္ခပေးနိုင်တယ်လို့တပည့်ဖြစ်သူကစိုးရိမ်တကြီးပြောပြီးမြသိပ္ပံပညာရှင်ကဂယုမဆိုင်ပဲအကုံတွန်ခိုင်းခဲ့တယ်။တပည့်ဖြစ်သူနဲ့စိတ်မကောင်းစွာနဲ့ပဲဆေးရည်တွေကိုမြစ်ထဲတွန်ချလိုက်ရတယ်။နှစ်ကြာတဲ့အခါတငါစီ2ယောက်ကခြေထောက်တွေအများကြီးပါတဲ့ထူးဆန်းတဲ့တရဝါတကောင်ကိုမြစ်ထဲမှာတွေ့လိုက်ရတယ်။အဲ့ဒီတရဝါကအရင်မြန်ပြီးသူတို့လက်ထဲကနေရေထဲကိုပြန်ငုတ်လျှော်သွားတယ်။နောက်ထပ်4နှစ်အကြာမှာတော့စိုင်ဖွင့်ထားတဲ့ဂန်တူးဆိုတဲ့လူတစ်ယောက်နဲ့တွေ့ရမယ်။သူကရိုးသားပြီးကျင်နာတတ်ပြီးမြင်အမားယွင်းလေးတွေလုတ်တတ်တဲ့အေးစစ်စစ်နေတတ်သူပါ။သူကသူ့သမီးလေးဟူနိုကိုအရန်ချစ်ပြီးသမီးတို့ဖုံးဝတ်တဲ့ဝယ်ပြီးကိုပတ်စံစုနေတာ။ဂန်တူးရဲ့အဖေကလည်းသူတို့နဲ့အတူနေပြီးဟူနိုကိုပြုစုဆောင်ရှောက်ပေးတယ်။ဂန်တူးမှာလေးပြီးကျွမ်းကျင်တဲ့ညမတစ်ယောက်လည်းရှိတယ်။ဒီနေ့မှာတော့မီကူတန်းပေါ်မှာငားနဲ့တူတဲ့တရဝါကြီးတစ်ကောင်ပေါ်လာတယ်။လူတွေကရဲမောပြီးဘီယာပလင်းတွေနဲ့ဖိပေါက်နေတော့မှပဲအဲ့ဒီတရဝါကြီးကရေတွေကတက်လာပြီးလူတွေကိုစတင်တိုက်ခိုက်စားတောက်ပါတော့တယ်။ဂန်တူးကလူတယောက်ကိုကေဖို့စ조사ရင်းစိုင်းပုတ်ကြီးနဲ့ဖိပေါက်လိုက်လို့တရဝါကြီးရဲ့အမီးကသွေးထွက်ပြီးဂန်တူးမျက်နှာပေါ်သွေးတွေဆင်းကုန်တယ်။ဂန်တူးကသူ့သမီးဟူနိုရဲ့လက်ကိုဆွဲပြီးထွက်ပြီးပေမဲ့ကလီမားဆွဲမိသွားတယ်။အဲ့ဒီအချိန်မှာပဲတရဝါကြီးကဟူနိုကိုဖမ်းပြီးမြစ်ထဲဆွဲခေါ်သွားပါတော့လေ။ဂန်တူးလည်းရင်ခွဲမတတ်ခန့်စားလိုက်ရပြီးသူ့မြင်လိုက်ရတာကိုတော့မယုံနိုင်အောင်ဖြစ်သွားတယ်။တရဝါကြီးနဲ့နီးနီးကပ်ကပ်ထီးတွေ့ခဲ့သူတွေကိုစစ်တပ်နဲ့ရဲတွေကခမ်းမာတစ်ခုထဲမှာပိတ်လောင်ထားတယ်။ဂန်တူးမျက်နှာမှာတရဝါကြီးရဲ့သွေးဆင်းခဲ့လို့သူ့မှာဗိုင်းရပ်စ်ရှိနေတယ်ဆိုပြီးဆရာဝန်တွေကခေါ်သွားတယ်။ညတော့ဂန်တူးစီကိုဖုံးတလုံးဝင်လာတယ်။သမီးဖြစ်သူဟူနိုစီကပါ။ဟူနိုကအဖေသမီးကိုကယ်ပါအောင်လို့ပြောပြီးတဒန်းအောက်ကမီလာပိုက်ထဲမှာရောက်နေကြောင်းအကူအညီတောင်းတယ်။ဟူနိုအသက်ရှင်နေသေးတာကြောင့်ဂန်တူးတို့မိသားစုပျော်သွားပြီးရဲကိုအကြောင်းကြားပြီးမြဲရဲတွေကဂန်တူးစိတ်ဖောက်ပြန်ပြီးလျှောက်ပြောနေတာလို့ပဲထင်ကြတယ်။ဒါကြောင့်ဂန်တူးတို့မိသားစုကကိုယ်တိုင်ပဲလက်နက်တွေယူပြီးဟူနိုကိုကေဖို့ထွက်လာခဲ့ကြတယ်။သူတို့မှတက်သေးခံပြားတွေမှာပါပြီးမြဲဟူနိုအတွက်စုထားတဲ့ပတ်စံတွေကိုပေးပြီးပိတ်ထားတဲ့နယ်မြေတွေကိုခိုးဝင်ခဲ့ကြတယ်။တကယ်တော့တရဝါကြီးကလူတွေကိုဖမ်းပြီးဘိုက်ဆာမစားဖို့မြစ်လားပိုက်ထဲမှာစုထားတာ။ဟူနိုကအဲ့ဒီမှာပုံနေရင်ဆဲကျူးဆိုတဲ့ကောင်လေးတစ်ယောက်ကိုတွေ့တယ်။ဂန်တူးတို့မိသားစုကဆိုင်းမအိမ်နေတော့တရဝါကြီးရောက်လာတော့ဂန်တူးရဲ့အဖေကတနက်နဲ့ဖြစ်တယ်။ဒါပေမဲ့ကြီးစံကုန်းသွားလို့အဖေဖြစ်သူဟာတရဝါကြီးရဲ့တပ်ဖြတ်ချင်းကိုခံလိုက်ရတယ်။ဂန်တူးလည်းရဲတွေလက်ထဲအဖမ်းခံလိုက်ရပြီးဆရာဝန်တွေကသူ့ကိုစမ်းသပ်မှုတွေလုပ်ကြတယ်။ဒါပေမဲ့ဂန်တူးကပါနတ်စွာနဲ့ထွက်ပြေးလွတ်မြောက်လာခဲ့တယ်။တစ်ဖက်မှာတော့ဂန်တူးရဲ့ညီမကလေးနဲ့မြောင်းကိုကင်ပြီးတဒန်းစီကိုရောက်လာခဲ့တယ်။ဂန်တူးရဲ့ညီမတွေနဲ့အိုးမဲ့အိမ်မဲ့လူတစ်ယောက်နဲ့ပေါင်းပြီးတရဝါကြီးရှိတာကိုတွားကြတယ်။မြို့ထဲမှာလူတွေကစန္ဒဖြောနေတော့တရဝါကြီးရောက်လာတော့သိပ္ပံပညာရှင်တွေကအစိတ်ငုတ်ပဲဖျန်းလိုက်တယ်။တရဝါကြီးမူးပြီးလဲသွားချိန်မှာဂန်တူးကတရဝါကြီးပါဇက်ထဲကနေဟူနိုနဲ့ဆယ်ကျူးကိုဆွဲထုတ်လိုက်တယ်။ဒါပေမဲ့နှောက်သွားပါပြီ။ဟူနိုကတော့တေဆုံးသွားခဲ့ပြီးဆယ်ကျူးလေးပဲအသက်ရှင်ကျန်ခဲ့တယ်။ဂန်တူးရဲ့ညီမကမိမြနေပြီးဂန်တူးကတန်ချောင်းနဲ့ပါဇက်ကိုထိုးပြီးတရဝါကြီးကိုအသေးတက်လိုက်နိုင်တယ်။အဖေနဲ့သမီးကိုဆုံလိုက်ရပေမဲ့ဂန်တူးကမိမမဲ့ထုတ်သွားတဲ့ဆယ်ကျူးကိုတားအထစ်မွေးသွားလိုက်တယ်။ဂန်တူးဟာအရင်ထက်ပိုရင်းကျက်တဲ့တယောက်ဖြစ်သွားပြီးသူ့ဆိုင်လေးကိုကောင်းကောင်းမွန်မွန်ဖွက်လက်စင်းနဲ့ဇက်လန်းကပြီးဆုံးသွားပါတယ်။ကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။